င်္ဂလာပါရှင်ညီမလေးဟုတ်မင်္ဂလာပါမဟုတ်ညီမလေးရဲ့နာမည်လေးနဲ့လေညီမလေးက speaking စီကိုစပြီးတော့တယောက်ဖြစ်ခဲ့ပုံလေးကိုရှင်းပြပေးပါအောင်ရှင့်ဟုတ်မဟာညီမနာမည်ကဟုတ်ပွင့်ရွှေစံပါညီမ speaking စီကိုဘယ်လိုသိလာလဲဆိုတော့ညီမဒီအတန်းဒီ join ကိုအထန်းနေရောပြီးလို့ရှိရင်တခြားသိကျင်တဲ့ဟာလေးဒီ Facebook မှာ share နေနဲ့ဒီ Facebook ကနေပြီး speaking စီရဲ့ post ကိုတက်လာတာနဲ့ဒီ page တွေကိုဝင်ကြည့်ပြီးတော့content တွေကလည်းစိတ်ဝင်စားဖို့ကောင်းတာနဲ့ဖုန်းဆက်ပြီးတော့ဒီ appointment ယူပြီးတော့တင်တန်းကိုတန်းလာပြီးတော့ဟုတ်ဒီတင်တန်းအကြောင်းတွေရောပြီးတခြားသိကျင်တဲ့အကြောင်းအရာတွေရောတည်တည်ချာမေးပြီးတော့အတန်းတစ်ဖြစ်ခဲ့ရပါမှာဟုတ်ဆိုတော့ညီမလေးကိုပေါ့နော်ဒီနေ့မှာတော့အတန်းလေးပြီးသွားပြီဆိုတော့လေ question လေး၄ခုလောက်မေးစရာရှိလို့ပါညီမလေးဟုတ်အချိန်ရရင်ဖြေပေးပါအောင်နော်ဟုတ်နံပါတ်1ကကြတော့ညီမလေးဒီကျောင်းရဲ့စာသင်ကြားမှုပုံစံကဘယ်လိုလေးရှိလဲပေါ့နော်ညီမလေးသဘောကျရဲ့လားရှင်ဟုတ်အတန်းစစတက်ချင်းလေးမှာဆိုလို့ရှိရင်ဒီ level ကနေပြီးတော့ဒီ level test စစ်တယ်ပေါ့နော် level test စစ်ပြီးတော့ level ကနေပြီးတော့စပြီးတော့သင်ပေးတယ်ပေါ့ပြီးရင်တကူရှိတာကကြတော့ဒီတင်နန်းစတက်ပြီးရက်တွေကလေးကနေပြီးတော့ကျောင်းကအမားတွေကဖုန်းဆက်တယ်ပေါ့နော် customer care တခြားလုပ်ပေးပြီးတော့ဒီချိန်နဲ့အဆင်ပြေရလားတင်လာရအောင်ဘယ်လိုရှိလဲတစ်ချိန်လုံးဖုန်းဆက်ပြီးတော့လိုက်ပြီးတော့စုံစမ်းပေးနေရောညီမဘက်ကလေးလိုအပ်တာရှိရင်ပြောရတယ်ဗျအကုန်အဆင်ပြေတယ်မှာဟုတ်ဟုတ်ကဲ့ပါညီမလေးကျေးဇူးတင်ပါတယ်ရှင်ဆိုတော့နံပါတ်1ပေါ့နော်နံပါတ်2 question ကကြတော့ညီမလေးကိုပေါ့နော်အမားတို့ customer care ဘိုင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျောင်းဘက်ကနေပြီးမှ customer care staff တွေကခီးဆိုင်မှုနဲ့ပတ်သက်ပြီးညီမလေးအနေနဲ့စိတ်ကျဉ်တတ်မှုရှိရလားဟုတ်မှဒီပုံမှန်ဆိုရင်တော့တပတ်တစ်ခါလောက်ထင်တယ်ဟိုအမားတွေကတစ်ချိန်လုံးဒီတင်တန်းအကြောင်းနဲ့ဆက်မိရပေါ့နော်ပြီးလို့ရှိရင်တခြားဒီညီမကလည်းဒီတခြားဟိုနိုင်ငံတော်ဘိုးပြင်ဆင်နေရောဒီအဲ့ဟာနဲ့ပတ်သက်တဲ့ information တွေအားစားပေါ့နော်ဒီချိန်လုံးဟိုအမားတွေကပြပြီးတော့ပြီးညီမကတကယ်လို့အတန်းချိန်နေအဆင်မပြေလို့ရှိရင်လည်းအတန်းချိန်နေညှိပေးတာပြီးညီမကမအားတဲ့လူဆိုတော့လေညနေဘက်တွေပဲအားတာဆိုအဲ့လိုမျိုးဒီချိန်လုံးပေါ့နော်အမားတွေကဖုန်းဆက်ပြီးတော့လိုအပ်တာရှိလားအပါပြောင်းချင်တာရှိလဲအဲ့လိုမျိုးတစ်ချိန်တိကျလေးဟုတ်ပြီးတော့အဲ့ဟာတကယ်အစီအပြေအမဟုတ်ညီမလေးကိုပြောချင်တာရေအကုန်ပြောလို့ရတယ်ပေါ့နော်ဟုတ်ပြောချင်တာရေအကုန်ပွင့်လင်းလင်းရေးဖွင့်လို့ရတယ်နောက်ထပ် question လေးတစ်ခုကတော့ညီမလေး before and after အခြေအနေလေးပေါ့နော်ဒီအတန်းကိုလာပြီးတော့မတက်ခင်ညီမလေးရဲ့အခြေအနေလေးနဲ့အတန်းတက်ပြီးသွားတဲ့အခါမှာဘယ်လိုလေးပြောင်းလဲမှုရှိလဲဆိုတာလေးကိုဖြေကြားပေးပါအောင်ရှင်ဟုတ်ပါဒီညီမအတန်းမတက်ခင်ဆိုလို့ရှိရင်ညီမ Duolingo ကိုဖြေရပါတော့ Duolingo ဖြေဆိုတော့မတက်ခင်တုန်းကဆိုညီမရဲ့ score က95နဲ့105ကြားပဲရှိတာပေါ့ရှိရဒါပေမဲ့ညီမဒီအတန်းတက်ပြီးတဲ့နောက်မှာscore ကတိတက်သွားရပေါ့နော်ပြီးတော့ညီမဒီဂျားထဲမှာလည်းmid term မှာဆိုလို့ရှိရင်လည်းအမှတ်တော်တော်လေးကောင်းသွားတယ်ပြီးတော့ဒီဂျားထဲဒီမဖြေခင်အထိကိုအမှတ်က120 130ချာလောက်ထိရသွားပြီးတော့ညီမတကယ်ဒီ rate test ဖြေတော့လည်းအမှတ်ကဒီ120ရရပေါ့နော်ပြီးတော့ဒီ Duolingo ပိုင်းပြင်ကိုတခြားဒီ English စာကိုညီမ General English နဲ့လည်းတွဲတက်တော့တခြားဒီညီမ speaking ပိုင်းတွေရောပြီးတခြား skills တွေပေါ့နော်အဲ့ဒါတွေမှလည်းတကယ်တိတာလေးကိုညီမစားလည်းမလုပ်တာကြာကြီးဆိုတော့သင်တန်းလေးပြတာလေးတော့နည်းနည်းတော့စားလို့ဖြစ်တယ်ဆိုတော့တိုးတက်လာတယ်လို့ခံစားရရတယ်မှာokay ပါရှင်စားမလို့ဖြစ်တာကိုကျင်ညာသွားတာเนาะကျေးဇူးတင်ပါတယ် SCI မှာပေးရတဲ့သင်တန်းကြီးနဲ့ပေါ့နော်ပြန်ရတဲ့ education quality service quality ကတန်တယ်လို့ထင်လားအစီကြီးရလို့ထင်လားဘယ်လိုမြင်လဲရှင်honest review လေးပေးပေးပါတက်တဲ့အတန်းတစ်ခုကိုညီမပေးရတဲ့စီးနေဆိုရင်တော့ဟုတ်မစိုးဘူးလို့ညီမကတော့မြင်နေပေါ့မှာဘာလို့လဲဆိုရင်ဟိုတခြားဒီမှာဒီ level up course တွေဆိုလို့ရှိရင်လည်းတခြားအကြောင်းတွေမှာဆိုရင်တော့ဟို level တစ်ခုစီကိုယူရဲဈေးတွေကလည်းနည်းနည်းတော့များတယ်လို့ကြားတယ်ပေါ့နော်အဲ့တော့ကျတော့ညီမစိတ်ထဲမှာညီမဒီအတန်းကိုတက်လိုက်ရတဲ့ဒီဈေးနဲ့ဆိုရင်တော့ပြန်ရတဲ့ဒီ customer service ရောပြီးလို့ရှိရင်ဒီ cherry နဲ့သေချာလေးတင်လာရတဲ့အပိုင်းတွေမှာဆိုရင်တော့ညီမကတော့အဆင်ပြေရလို့ထင်ပါတယ်မှာဟုတ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဆိုတော့ညီမလေးကိုပေါ့နော်အမတို့မေးမယ်ဆိုပြီးတော့ပြင်ဆင်ထားတဲ့ questions လေးတွေပြီးသွားပြီပေါ့နော်ညီမလေးအနေနဲ့အဆုံးသတ်မှာပရိသတ်ကြီးကိုစကားလက်ဆောင်လေးပြောခဲ့ပေးပါအောင်ရှင်ဟုတ်တကယ်တော့ဟိုဒီ Duolingo ဖြေဖို့ပဲဖြစ်ဒီတခြားဒီ General English အတန်းလေးတက်ချင်တာပဲဖြစ်ပေါ့ဒီ speaking စီမှာတော့တော်တော်လေးကိုဟုတ်အဆင်ပြေပါတယ်လို့တဲပြီးတော့ဒီအမားတွေကတကယ်လေးကိုဒီ use ဆိုင်ပေးပြီးတော့ပေါ့နော်အဲ့ဒီတကူကတကယ်ကောင်းတော့စုံစမ်းကြည့်ပြီးတော့စိတ်ဝင်စားတယ်ဒီမှာတက်ဖို့suggest လုပ်ပါတယ်လို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်အချောလေးဒါဆိုလို့ရှိရင်အမ good night လို့ပြောပြီးတော့ဒီ season လေးကိုဒီမှာပဲရနာလိုက်ရအောင်เนาะဟုတ်ကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးတင်ပါတယ်အမဟုတ်
တယ်